အားလုံးပဲမင်္ဂလာပါ Miss Crowd Recap ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမှာကတော့ခွေးပေါင်းများစွာခြံရထားတဲ့ထောင်ကနေလွတ်မြောက်လာတဲ့သူဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်1944ခုနှစ်ဩဂတ်လဘဗေးရီးယားမှာကလမတ်ဆိုတဲ့လူကစစ်တိုင်မသွားခင်လေးမှာတင်သူဇနီးကကိုဝင်ရှိနေတာကိုတည်သွားခဲ့ပါတယ်သူဒါကိုကြားတဲ့အခါမှာအရန်ပျော်သွားခဲ့ပြီးဇနီးဖြစ်သူကက်သရင်းကိုပွေ့ဖက်ခဲ့ပါတယ်ကလမန်ကသူ့ကိုအရန်တွေ့တာလို့နဲ့သူသမီးလေးကိုလည်းပွေ့ဖက်နှုတ်ဆက်ပြီးတော့သူနဲ့ဝေးနေပေမဲ့အချိန်တိုင်းစာပို့ပေးမယ်လို့ကတိပေးလိုက်ပါတယ်မိသားစုကိုနှုတ်ဆက်ပြီးတဲ့နောက်သူကရထားပေါ်တက်ပြီးခရစ်စမတ်မီပြန်လာမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့လာပေါင်းများစွာကြာပြီးတဲ့နောက်ကလမတ်ဟာဆိုဗီယက်ပြည်ထောင်စုကိုကျူးကျော်ဝင်ရောက်တဲ့အမှုနဲ့အလုပ်ကျန်းတဲ့ထောင်ဒဏ်25နှစ်ပြစ်ဒဏ်ကျသွားခဲ့ပါတယ်။ဆိုးရွားလာတဲ့အဆောင်တွေရှိတဲ့မနစ်မြို့ဝယ်ပြည်နယ်တစ်ခုရဲ့ထောင်ကိုတခြားသောစစ်ထောင်သားရာပေါင်းများစွာနဲ့အတူပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ထောင်သားတွေဟာဆာလာမှုနဲ့အေးအေးတန်ကြောင့်အသက်ကိုယ်တော်မနှဲရှူနေရပါတယ်။တချို့ကတော့အသက်ဆုံးပါသွားကြပါတယ်။နေ့တွေကိုဖြတ်ပြီး9ပတ်ကြာခီးချမ်းသွားပြီးနောက်ပါတော့ထောင်သားတွေဟာဆိုက်ဘေးရီးယားမှာရှိတဲ့နေရာတစ်ခုကိုရောက်သွားခဲ့ပါပြီ။ကလမတ်ဟာသူ့မိသားစုနဲ့ပြန်တွေ့ဖို့မျှော်လင့်ချက်ပျောက်ဆုံးစာပြုနေပါပြီ။ရန်နေငယ်ကြပြီးနောက်မှာတော့နောက်ဆုံးရှင်သက်သူတွေဟာထောင်သားစခန်းကိုရောက်ခဲ့ပါပြီ။ဆရာဝန်အစစ်ဆေးခံဖို့အတွက်တန်းစီပေးရပါတယ်။အော်ဆူလိုက်ရေချိုးရပြီးစပင်းတွေမုတ်စိတ်တွေကိုလည်းတန်ရှင်းရပါတယ်။အဲ့ဒီနေ့မှာပဲကြောင်မီသွေးတွင်းတွေမှာစတင်ပြီးတော့အလွတ်လုခိုင်းပါတော့တယ်။သူမယောက်ျားဒီလိုဆိုးရွားတဲ့နေ့တွေကိုဖျက်ဆီးနေရစဉ်မှာပဲကက်သရင်းဟာလည်းဘယ်မှရှိမလဲလို့ရှာဖို့ကြိုးစားနေပါတယ်။ကလမတ်စစ်ထွက်သွားပြီးလာနိုင်ငယ်ကြပြီးနောက်မှာပဲသူဇနီးကဗာသတင်းမှမရတော့တာပါဒုတိယကလေးတော်မွေးပြီးပါပြီဒါပေမဲ့သူ့ယောက်ျားကိုပြန်တွေ့ရမယ်လို့မျှော်လင့်ချက်ကရှင်းတဲ့နေတော့မှာပဲစားတိုက်ကိုအပတ်တိုင်းသွားပြီးစားအသိရောက်မလားလို့လဲသွားပြီးစုံစမ်းပါတယ်နှစ်ကြာပြီးနောက်ကလမတ်တို့မိုင်းတူးနေစင်မှာအလုသမားတစ်ယောက်ကိုမြုပ်ထားတာကိုတွေ့လိုက်ရပါတယ်အမြန်မဲ့သူ့ကိုဖော်ဖို့ကြိုးစားပါတယ်ကြောက်တုံးတွေဖယ်လိုက်ပြီးတဲ့နောက်မှာတော့အသက်မရှိတော့ဘူးဆိုတာသိလိုက်ပြီးအရန်ကိုတနာသွားကြပါတယ်အဲ့ဒီနေ့မှာပဲကလမတ်ဟာစက်ပြင်စရာအဖြစ်အလောက်ခန့်အခန့်လို့မိုင်းတွင်းတွေကနေထွက်ဖို့အခွင့်အရေးရသွားခဲ့ပါတယ်။ဗိုလ်ကြီးကသူ့ရဲ့ကျွမ်းကျင်မှုကြောင့်အံ့ဩနေပါတယ်။မောင်ကားစားလေးမှာအဆောင်တွေဟာစကားပြောနေလို့အောင်ပြောင်းနေချိန်မှာကလမတ်ဟာဒီဆက်ဆုပ်ဖွယ်ရာနေရာကနေထွက်ပြေးဖို့အတွက်အခွင့်အရေးရသွားပါတော့တယ်။အဲ့ဒီနောက်တွန်းလဲပေါ်တက်ပြီးထွက်ပြေးဖို့လုပ်နေတော့အဆောင်ထဲကတယောက်ကတွေ့သွားခဲ့ပါတယ်။ဖမ်းမိသွားပြီးအပြစ်ဒဏ်အဖြစ်ရေးကြနေတဲ့မြောင်းထဲမှာတညာလုံးပိတ်ခံထားရပါတယ်။နောက်နေ့မှာတော့လုပ်ငန်းခွင်ပြန်ဝင်ရပါတယ်။မိုင်းတွင်းထဲကအဖြတ်မှာစစ်သားတွေကအမိန့်ပေးထားလို့သူ့ရဲ့လုပ်ဖော်ကံမတ်တွေကသူ့ကိုဝိုင်းပြီးနှိပ်စက်ကြပါတယ်။အုပ်စုဖွဲ့တိုက်ခိုက်ခံရပြီးတဲ့နောက်သူ့ရဲ့ဒဏ်ရာတွေကိုကြည်ပွေးဖို့အတွက်ဒေါက်တာစတာဖာဆိုတဲ့သူကိုလွှတ်ပေးလိုက်ပါတယ်။စမ်းသပ်နေစဉ်မှာပဲဒေါက်တာစတာဖာဟာကလမတ်အဖျားကြီးနေတာကိုသတိထားမိခဲ့ပါတယ်။အဖျားဘိုးကတိုက်ခိုက်အားအရန်ကောက်နေတာမို့မိသားစုကိုဖြစ်ချောင်းကုံစင်အောင်မပြောပြနိုင်ခင်မှာပဲကလမတ်သိဆုံးသွားမှာကိုဒေါက်တာကစိုးရိမ်နေခဲ့ပါတယ်။သူ့ဇနီးစီစာပို့ပေးဖို့ဒေါက်တာကိုတောင်းဆိုလာပါတယ်။စာကဘလိုနည်းနဲ့ဖြစ်ဖြစ်ရောက်လိမ့်မှာမဟုတ်ဘူးလို့ဒေါက်တာစတာဖာကသူ့ကိုပြန်ရှင်းပြပါတယ်။ဒါဆိုရင်ဒီကလွတ်မြောက်ပြီးအိမ်ပြန်နိုင်ဖို့စတာဖာကိုကူညီပါလို့ကလမန်ကပြောပါတယ်။ဒါထက်ကျမဖို့လည်းလိုတယ်။ခြေအိမ်နဲ့တနတ်အိမ်မြောင်လည်းလိုတယ်လို့ဒေါက်တာကပြောပါတယ်။ညဘက်မှာဖုံးကွယ်ဖို့အကာအကွယ်လည်းလိုတယ်လို့ဒီခရီးအတွက်အားဖြစ်စေမယ့်အစားအစာလည်းလိုတယ်လို့ပြောပါတယ်။ဝေဒနာတက်သွားပြီးနောက်ဒေါက်တာကကလမန်ကိုကူညီဖို့ဆုံးဖြတ်လိုက်ပြီးညဘက်မှာသူ့ရဲ့ရုံးခန်းကိုခိုးဝင်လာဖို့မှာထားပါတယ်။ကလမတ်ရောက်တဲ့အခါသူ့ကိုမြေပုံတစ်ခုပြပြီးနောက်လာမယ့်ဆောင်းကိုစောင့်ရမယ်လို့ပြောပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအချိန်မှာမြစ်ရည်တွေကခမ်းပြီးခဲနေမှဖြစ်လို့ဖြတ်သွားလို့ရပြီလို့ပြောပါတယ်။ရုတ်တရက်တကားခောက်တန်းကြားလို့ကလမတ်ကိုရေချိုးကန်းနဲ့ဝင်ပုံးခတ်လိုက်ပါတော့တယ်။ဘိုးကြီးဝင်လာပြီးဘိုးကြီးရဲ့ပုံစံကတစ်ခုခုဖြစ်နေပုံပါပဲ။ဘိုးကြီးထွက်သွားတာနဲ့စတာဖာဟာသူ့ရဲ့ကုတ်အင်ကြီးကိုချုပ်ပြီးကလမတ်ကိုပေးတယ်။သူ့ရဲ့ဘိုးဖက်နှက်တွေကိုရောပဲပေးပါတယ်။အောင်လို့ရအောင်ဆောင်စီရမလို့တော့ဘူးဒီညပဲလွတ်အောင်ပြေးရတော့မယ်ဆိုတာသူတို့သိလိုက်ကြပါတယ်။မဟုတ်ရင်နောက်တစ်ခါအခွင့်အရေးရမှာမဟုတ်တော့ပါဘူး။ကြည်ပါတဲ့တနက်တလက်ကိုပေးပြီးလိုအပ်မှသာသုံးဖို့လဲမှာကြားလိုက်ပါတယ်။စတာဖာပြပြတာကလွန်ခဲ့တဲ့လအနေငယ်တုန်းကသူထွက်ပြေးဖို့ကြိုးစားသေးပါတယ်။ဒါပေမဲ့သူဆက်ပြီးမကြိုးစားတော့တာဟာလွန်ခဲ့တဲ့2လလောက်ခတည်းကသူ့မှာကင်ဆာရောဂါရှိကြောင်းသိသွားလို့ပါလို့ပြောပါတယ်။ဒါကြောင့်သူကကလမတ်ကိုပဲကူညီဖို့ဆုံးဖြတ်လိုက်တာလို့ပြောပါတယ်။သူဟာတစ်တာတစ်ခုကိုဖွင့်ပြီးဝိဆောင်တစုံကိုပေးပါတယ်။သူဇနီးစီပို့ပေးဖို့ပြောပါတယ်။ကလမတ်လည်းစိတ်မပူပါနဲ့ရအောင်ပို့ပေးပါမယ်လို့ကတိပေးလိုက်ပါတယ်။အဲဒီနောက်တော့ကလမတ်ဟာစေးပိကန်ကနေလွတ်မြောက်လာပြီးနှင်းမုန်တိုင်းကိုအန်တူရင်းစတာဖာထားခဲ့တဲ့အိမ်ထဲကပစ္စည်းတွေကိုယူပါတယ်။မနက်မိုးလေးလို့ဘိုးကြီးကစတာဖာစီလာအမေးမှာစတာဖာအသက်ပြောင်းနှင့်နေပြီဖြစ်ကြောင်းတွေ့လိုက်ရပါတယ်။ကလမတ်ဟာကီလိုမီတာပေါင်းများစွာခီးနှင်လာပြီးတဲ့နောက်စတာဖာပြောတဲ့အတိုင်းအနောက်ရက်ကိုတက်တက်ခီးနှင်နိုင်ပါတယ်။အဲဒီမှာပဲစစ်သားနဲ့အမဲလိုက်ခွေးတွေနဲ့ပြေးလာတာတွေ့လိုက်ပါတော့တယ်။သူလည်းလွတ်အောင်ပြေးရင်းနဲ့လွယ်အိတ်တောင်ပြုတ်ကျပြီးတော့ကြံနေခဲ့ပါတယ်။
စမပြေးနိုင်လို့လဲကျသွားတော့ခွေးတွေကသူ့ကိုဖြတ်ကျော်သွားကြပါတယ်မောင်ပြိုးစားအချိန်မှာသူကဥတီရမဲ့လမ်းလျှောက်နေပါတယ်နှင်းတော့ထဲမှာလည်းသူ့ရဲ့ခြေရာတွေကအပြည့်ပါအဲ့ဒီကြတော့မှသူသွားနေတာစက်ဝိုင်းမုံလဲနေကြောင်းသိသွားပါတယ်အဲ့ဒီအချိန်မှာပဲကောင်းငင်ကအလေးရောင်လေးထွက်လာပြီးကလမ်းမအကြီးဆက်ဖို့အားရရှိသွားပါတော့တယ်ရန်နဲ့ငယ်ကြပြီးနောက်အစာရည်စာလုံးဝပြက်လက်သွားပါတော့တယ်တကယ်စီမှာပဲဆူတောင်းနေရပါတော့တယ်ကီလိုမီတာနဲ့ငယ်လမ်းလျှောက်ပြီးတဲ့နောက်သူလဲကျသွားပါတယ်နိုးလာတဲ့အခါမှာရေတရဝတကောင်ကိုတွေ့လို့တနက်ကိုထုတ်ပြီးပြစ်လိုက်ပါတယ်ဒရိတ်ဆန်လေးကသူ့ကိုသူလွတ်ဖို့အတွက်သမုတ်တရားတဲ့ကိုခုံချလိုက်ပါတယ်ကလမ်းမဟာသူ့ရဲ့ချက်တောက်တွေရေကက်တမျှအေးနေတဲ့နှင်းထဲမှာနစ်နေလို့အရန်ကိုစပြီးနာကျင်နေပါပြီအချိန်မှာနောက်တစ်ကောင်ထပ်တွေ့လို့ထပ်ပြစ်တဲ့အခါမိသွားပါတော့တယ်ကလမ်းမကအေးခဲနေတဲ့သူ့ချက်တောက်ကိုနှွေးစေဖို့၎င်းရဲ့အစီကိုအသုံးပြုပါတယ်ခရီးဆက်မသွားခင်ဘိုက်ဖြည့်ဖို့လည်းလုပ်ပါတယ်ဒီလိုကြော်လွှားရတဲ့ရက်တွေမှာဂျာမန်ထောင်သားတွေဟာသူတို့ရဲ့မိသားစုနဲ့တွေ့ဖို့မျှော်လင့်နေကြမှာပါကလမ်းမဟာသူ့ရဲ့ပတ်နိုင်နဲ့နီးလာပြီလို့ခန်းစားနေရပါတယ်တစ်ဖက်မှာလည်းဘိုးကြီးကရှာဖွေရေးအဖွဲ့တွေအများကြီးဆေလွတ်နေပါတယ်ဒါပေမဲ့ဘသူမှကလမ်းမကိုရှာမတွေ့သေးပါဘူးကလမ်းမထွက်သွားပြီး2လလောက်အကြာမှာတော့ဘိုးကြီးကကလမ်းမတည်သွားလောက်ပြီလို့လည်းထင်နေပါတယ်အမှန်မှာတော့ကလမ်းမဟာအသက်ရှင်ရရှိပြီးနှင်းတော့ထဲမှာအသက်ရှင်နေအောင်နေထိုင်နိုင်နေပါတယ်တညသူမီးပုံမေးလှဲနေစဉ်မှာမိုးဆိုးနဲ့ရွှေထူးသမားတွေလိုထင်ရတဲ့လူ2ယောက်ပေါ်လာပါတယ်သူတို့နဲ့တွေ့နေတာဂျာမန်တယောက်မှလည်းသိသွားပါတယ်နင်းမုံတိုင်းလာမှာမို့လို့အကာအကွယ်ယူထားဖို့ကလမ်းမန်ကိုပြောပါတယ်ကလမ်းမန်ကသူတို့ကိုမယုံကြည်တာကြောင့်လိုက်မသွားပါဘူးတခြားလမ်းကပဲသွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ကလမ်းမန်ဟာသူ့အမှားကြီးမှားသွားပြီဆိုတာသိလိုက်ပါတယ်မုံတိုင်းရဲ့တန်းကိုအလူးလဲခံရပြီးကျိုးတဲ့တစ်ပင်တွေတောင်လာပြီးပါတယ်မိနစ်နဲ့ငယ်ကြပြီးနောက်မှာတော့ဆမ်မီယန်ဆိုတဲ့လူကလာကယ်လို့ဒုက္ခပေးမဲ့သူမဟုတ်ကြောင်းသိသွားပါတယ်စိုက်ဘေးရီးယားမုတ်ဆိုးတွေရဲ့နောက်ကိုအကာအကွယ်ယူပြီးလိုက်ဖို့သဘောတူခဲ့ပါတယ်သူကထွက်ပြေးထောင်သားတစ်ယောက်ဖြစ်တယ်ဆိုတာကိုတော့ဖုံးထားနိုင်ဖို့နာမည်အမှန်ကိုတော့မပြောခဲ့ပါဘူးလာနဲ့ငယ်ကြပြီးနောက်စောင်းဝင်လာပေမဲ့လို့ဂျာမနီကိုမရောက်သေးပါဘူးအဲ့ဒီမှာရေတကွန်တစ်ခုကိုဖြတ်မိပြီးမြစ်ရည်စီးထဲမှာသူတို့ရဲ့ဖောင်ဟာလူးလွန်လို့နေပါတယ်ခရီးစဉ်အလယ်မှာပဲဆမ်မီယန်ဟာရေထဲကိုပြစ်ကျသွားပြီးရေစီးကဆွဲသွားပါတော့တယ်စီးလာတဲ့ဖောင်ကိုပြန်ဆွဲဖို့ကြိုးစားနေစဉ်မှာပဲခေါင်းကိုကြောက်တုံးနဲ့စောင့်မိသွားပါတော့တယ်ကလမ်းမဟာမြစ်ထဲကိုခုန်ချပြီးသူ့ကိုကယ်လိုက်ပါတယ်ခေါင်းထိသွားတဲ့ဆမ်မီယန်လည်းလုံခြုံသွားပါပြီဆမ်မီယန်ကိုရေထဲမျောပါသွားပြီလို့သူ့ရဲ့အဖော်ကထင်နေတာပါသူ့ကိုဆွန့်ပစ်လိုက်တဲ့ဆိုပြီးဆမ်မီယန်လည်းအတော်ဒေါသထွက်နေပါတယ်နားတဲ့စခန်းကိုရောက်တဲ့အခါမှာဆမ်မီယန်ကကလမ်းမန်ကိုတနတ်နဲ့ထုလိုက်ပြီးအန်နီစတာကိုတော့ပြစ်တက်လိုက်ပါတယ်ကလမ်းမန်နိုးလာတဲ့အခါလဲကျနေတဲ့အန်နီစတာကိုတွေ့လို့ဆမ်မီယန်ကိုမေးပါတယ်ရေထဲကျတာပြဿနာမဟုတ်ဘူးအန်နီစတာကသူ့ရဲ့ရွှေတွေကိုခိုးဖို့ကြံတယ်လို့ဆမ်မီယန်ကပြောပါတယ်ဒါကြောင့်သူ့မှာရွေးချယ်စရာမရှိလို့လှုပ်လိုက်တာဖြစ်ကြောင်းဒီလိုမှမလုပ်လို့ရှိရင်သူတို့ကိုအနှိမ့်နဲ့အမြန်သစ္စာဖောက်မှအသေးချပဲလို့ပြောပါတယ်လာနေငယ်ကြပြီးတဲ့နောက်ဆောင်းရသီးတဲ့ဝင်လာပါပြီကလမ်းမဟာအိမ်ပြန်မဲ့အစီအစဉ်ကိုဆက်လက်လှုပ်ဆောင်နေပါတယ်ဆမ်မီယန်ကသူ့လမ်းဆက်မလျှောက်နိုင်တော့တာကြောင့်လက်လျှော့တော့မယ်လို့ပြောပါတယ်ကလမ်းမကသူ့လွယ်ပေးမယ်လို့ပြောတာကိုဆမ်မီယန်ကမယုံကြည်ဘဲနဲ့ကလမ်းမန်ကိုစတင်တိုက်ခိုက်ပါတော့တယ်ဆမ်မီယန်ဟာနှင်းထူတဲ့တောင်မှာဒလိကောက်ကိုကျသွားပါတယ်အဲ့ဒီအချိန်မှာပဲဝမ်ဘလူတွေဝိုင်းလာတာကြောင့်ကလမ်းမန်ဟာထွက်ပြေးရပါတော့တယ်တေပင်မော်တက်ပြေးပေမဲ့ဝမ်ဘလူတကောင်ကလှမ်းပြီးကိုက်ဆွဲချလိုက်ပါတယ်ကလမ်းမန်ဟာတနတ်တန်တွေကြားလိုက်ရပြီးလူ2ယောက်ကသူ့ကိုကယ်လိုက်တယ်ဆိုတာသိသွားပါပြီထိုလူ2ယောက်ကသူ့ကိုစခန်းကိုခေါ်လာပြီးအဲ့ဒီညမှာပဲကုသပေးပါတယ်အဲ့ဒီညမှာကုသပေးလိုက်တာကြောင့်နောက်နေ့မနက်မှာကလမ်းမန်နိုးလာပါတော့တယ်သူ့ကိုပဲခေါ်လာမှန်းတော့သူမသိသေးပါဘူးခေါ်လာတဲ့သူရဲ့နာမည်ကကုကာဖြစ်ပါတယ်ကုကာကသူ့ရဲ့မိသားစုကိုသစိမ့်နဲ့မိတ်ဆက်ပေးပါတယ်သူညီမလေးနာမည်ကအိုင်ရင်းနာဖြစ်ပါတယ်အိုင်ရင်းနာကသူ့ကိုသဘောကျနေခဲ့ပါပြီတစ်ဖက်မှာလည်းကလမ်းမန်ပြောက်သွားတာကြားတဲ့အထိဘိုးကြီးဟာမစုံမနစ်တဲ့ဇွဲနဲ့ရှာနေတော့မှာပဲတနေ့မှာဘိုးကြီးကသတင်းကောင်းရသွားပါတယ်သူ့လူတစ်ယောက်ကဆမ်မီယန်အကြောင်းကိုသတင်းရလာတာကြောင့်ပါဆမ်မီယန်ဟာမုတ်ဆိုးတစ်ယောက်ဖြစ်ပြီးကလမ်းမန်နဲ့အတူရှိဘူးကြောင်းသိလိုက်ရပါတယ်ဘိုးကြီးကစစ်ဆေးဖို့အခန်းထဲဝင်လိုက်တဲ့အခါမှာဆမ်မီယန်ဟာအသက်ပြောင်းနေပြီဖြစ်ပါတယ်ဘိုးကြီးကဆမ်မီယန်ကကလမ်းမန်ကိုတွေ့ခဲ့တဲ့ထင်းတဲ့မြို့တွေမှာသတင်းစတင်ဖြတ်มาတော့တယ်ဘိုးကြီးကဒီလူဟာအနည်းရှိတဲ့ဂျာမန်တရှိုးတစ်ယောက်ဖြစ်ပြီးသူ့အကြောင်းကိုသိတာနဲ့သတင်းလာပို့ကြဖို့မှာကြပါတယ်ကလမ်းမန်ကိုကယ်ထားတဲ့သူတွေကဒါကိုနားထောင်ပြီးစခန်းကိုပြန်လာခဲ့ပါတယ်စခန်းကိုရောက်တဲ့အချိန်မှာကိုကာကအငယ်ဆုံးခလေးလေးမွေးလို့အရန်ကိုပျော်ရွှင်နေကြပါတယ်ကလမ်းမန်ကိုလူလက်တုံးကြားလာတဲ့သတင်းကိုပြောပြလိုက်ပါတယ်အဲ့ဒီအချိန်မှာကလမ်းမန်လည်းသူထွက်သွားမှဖြစ်တော့မယ်ဆိုတာကိုသိလိုက်ပါတယ်
မဟုတ်ရင်မကြခင်သူ့ကိုရှာတွေ့သွားပြီးထောင်ကိုပြန်ခေါ်သွားရင်သူ့ဘဝရဲ့ကျန်တဲ့နေ့ရက်တွေကိုအဲ့ဒီမှာပဲကုံဆုံးရတော့မယ်ဆိုတာသိနေပါတယ်။ကိုခါကသူ့ရဲ့ခွေးတကောင်ကိုအဖော်ဖြစ်ထည့်ပေးလိုက်ပါတယ်။အရင်းနာကသူမချစ်တဲ့သူကိုဆုံးရှုံးရတော့မယ်ဆိုတာသိပေမဲ့သူ့ဆုံးဖြတ်ချက်ကိုအလေးနက်ထားပြီးကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အနီးအနားကရွာကိုလိုက်ပို့ပေးလိုက်ပါတယ်။ကလမ်မတ်ဟာသူမကိုနှုတ်ဆက်ပြီးခရီးဆက်ထွက်လာခဲ့ပါတယ်။ညနေဆောင်မှာတော့မုံတိုင်းရဲ့ဒဏ်ကိုပထမဦးဆုံးခံစားရပါတယ်။ကံကောင်းစွာနဲ့ပဲသူတို့နှစ်ဦးဟာမိုးခိုမသွားခင်မိုးဆဲအောင်စောင့်နေခဲ့ပါတယ်။1952ခုနှစ်နွေရာသီမှာကလမ်မတ်ဟာခွေးကလေးအော့ဂတ်စ်နဲ့အတူတောထဲကိုဖြတ်သွားနေတော့အော့ဂတ်စ်ကရှေ့ကိုပြေးသွားပြီးတော့ထိုးပြီးတော့ဟောင်းပါတော့တယ်။ကလမ်မတ်ကစိတ်ပူပြီးဖမ်းမှုလိုက်သွားတော့လူတယောက်ကိုရံမှုနေတာကိုတွေ့လိုက်ပါတယ်။ကံကောင်းစွာနဲ့အော့ဂတ်စ်ကိုထိုးလူကပြစ်မတတ်သေးခင်မှာကလမ်မတ်ကအခြေအနေကိုထိန်းထားနိုင်လိုက်ပါတယ်။အဲ့လူရဲ့နာမည်ကဘဲနစ်လို့ခေါ်ပါတယ်။ကလမ်မတ်လည်းထွက်လိုက်ချိန်မှာပဲဘဲနစ်ကတနက်နဲ့ချိန်ထားပြီးအင်စပက်တာစီခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ကလမ်မတ်ကနာမည်အမှန်မပြောဘဲရုရှားအရှေ့ဘက်နဲ့ဝေးတဲ့ချီတက်ကိုသွားနေတာဖြစ်ကြောင်းပြောပါတယ်။သူပြောနေတာကိုအင်စပက်တာကယုံသွားပြီးခီးဆက်နိုင်အောင်အစားအစာကျွေးမွေးပါတယ်။အစားအစာစားပြီးတဲ့နောက်ကလမ်မတ်ကချီတက်ကိုသွားတဲ့ရထားလဲရှိတာမို့သူအတော်လေးကံကောင်းတယ်လို့ဘဲနစ်တို့ကိုပြောပါတယ်။သူ့ရဲ့လိန်ညာမှုမှာယုံနေကြတဲ့ဘဲနစ်တို့ဟာကလမ်မတ်နဲ့သူ့ရဲ့ခွေးကိုရထားပေါ်တင်ပေးလိုက်ပါတယ်။ဒါသာစီးပြီးလိုက်မသွားရရင်ကလမ်မတ်ဟာကီလိုမီတာ800လောက်လမ်းလျှောက်ရအောင်ပါပါ။တို့ပေမဲ့သူဆင်းမဲ့နေရာမှာစစ်သား15ယောက်လောက်စောင့်နေတာကိုကလမ်မတ်ကတွေ့လိုက်ရပါတယ်။ဒါကြောင့်ခွေးကလေးအော့ဂတ်စ်ကိုခေါ်ပြီးတောထဲကိုသွားဖို့သူစူးစမ်းပါတယ်။ရထားလမ်းကိုဖြတ်ဖို့အလုပ်မှာပဲဘိုးကြီးကသူ့ရဲ့ရှေ့မှာရောက်နေပါတော့တယ်။အန်ရဲ့အငွေ့သက်ကိုအရေးကဲဖမ်းမိတဲ့အော့ဂတ်စ်ကဘိုးကြီးကိုစတင်တိုက်ခိုက်ပါတော့တယ်။ကလမ်မတ်ပြေးလို့ရအောင်နေရွက်ကိုမလွတ်တမ်းကိုက်ထားပါတယ်။ကလမ်မတ်ဟာခွေးကိုမထားခဲ့နိုင်ပေမဲ့သူမပြေးရင်လည်းထောင်ထဲကိုပြန်ပြီးခေါ်သွားခံရမှာပါ။ဒါကြောင့်သူပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက်တနတ်တန်ကြားလိုက်ရပြီးခွေးကလေးအသက်ခံလိုက်ရပြီလို့သူသိလိုက်ပါတယ်။စစ်သားတွေဟာသူ့ကိုတနတ်နဲ့တောက်လျှောက်လိုက်ပြစ်နေပါတယ်။သူကတရားပေါ်တက်ပြေးပြီးရထားပေါ်ကိုခုန်ချလိုက်တော့လွတ်သွားပါတယ်။ကလမ်မတ်ဟာခွေးကလေးအော့ဂတ်စ်ကိုမကယ်လိုက်နိုင်လို့အတော်လေးကိုစိတ်ထိခိုက်နေပါတယ်။အဲဒီနောက်မှာတော့ခရီးဆက်ထွက်ခဲ့ပြီးအေးချမ်းလုံးလာတဲ့ဆောင်းကိုတယောက်တည်းရင်ဆိုင်နေရပါတယ်။သူသမီးလီဆာကအခုဆိုရင်ဆယ်ကျော်သက်ကောင်မလေးတယောက်ဖြစ်နေပါပြီ။သူ့ဖေနဲ့မတွေ့တာနဲ့ပေါင်းများစွာကြာနေပေမဲ့လို့တနေ့မှာအသက်ရှင်ရပြန်ဆုံးနိုင်မယ်လို့ယုံကြည်နေသေးပါပဲ။ကုံကားမောင်းသူတယောက်ဟာခရီးရှည်ကြီးနှင်လာပြီးတဲ့နောက်သူ့ရဲ့ကားပိန်တပိန်ဟာပေါက်သွားပါတော့တယ်။သူလည်းလိုအပ်တာယူဖို့အတွက်ကားထဲကိုဝင်လိုက်တဲ့အခါမှာကုန်းစီတွေကြားမှာပုံအောင်နေတဲ့အမျိုးသားတယောက်ကိုတွေ့လိုက်ပါတော့တယ်။အဲ့ဒီအမျိုးသားကတော့ကလမ်မတ်ဖြစ်ပါတယ်။ကလမ်မတ်ကိုရိုက်ဖို့ဟန်ပြနေစဲမှာပဲကလမ်မတ်ကအလျင်အမြန်တိုက်ခိုက်နိုင်လိုက်ပါတယ်။1952ခုနှစ်ဩဂတ်လမှာတော့ကလမ်မတ်ဟာစင်ထရယ်အေးရှားကိုရောက်သွားပြီးအဲ့ဒီကဈေးထဲမှာဗိုက်ဆာဆာနဲ့ရှောက်ကြည့်နေပါတယ်။ဈေးရောက်တဲ့အမျိုးသမီးတွေကဒီအမျိုးသားဟာဝယ်စားဖို့ပတ်စံမပါလာဘူးလို့မြင်လို့သူ့သားကလေးကိုပေါင်မွတ်သွားပြီးခိုင်းလိုက်ပါတယ်။ဒီအဖြစ်အပျက်ကိုခက်လန်းလန်းကနေအီဂေါ်ဆိုတဲ့လူတစ်ယောက်ကကြည့်နေပါတယ်။ဖះเจ้าအနီးကအရေးရတဲ့နေရာမှာစားတော့ပြီးဖះเจ้าနဲ့ကိုဝှေ့ပြူဆူတောင်းမှုဝင်သွားပါတယ်။သူဆူတောင်းနေစဉ်မှာအီဂေါ်ဆိုတဲ့လူကရောက်နေပါတယ်။သူကဂျာမန်တယောက်ဟာအာရှမှာဘာလာလောက်တာလဲလို့သူအရန်သိချင်နေတာပါ။အဲဒီနောက်အီဂေါ်ကညဘက်သူ့စီလာတဲလို့ရကြအောင်ပြောပါတယ်။သူ့ကိုမယုံပေမဲ့ကလမ်မတ်ကသူ့နောက်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဖះเจ้าကအထွတ်မှာလူကြီးတယောက်ကကလမ်မတ်ရဲ့ပုံစံကထူးဆန်းနေတာကြောင့်ရဲဌာနကိုသတင်းပေးဖို့သွားပါတော့တယ်။အီဂေါ်ရဲ့အိမ်ကိုရောက်တော့နိုင်ရန်မှာတပ်ပုံတွေအများကြီးကတ်ထားတာကိုလည်းတွေ့ရပါတယ်။ဒါကိုကြည့်ချင်းအပြင်အီဂေါ်ဟာပိုလန်နိုင်ငံကလာတဲ့ဂျူးတယောက်ဖြစ်ကြောင်းသိသွားခဲ့ပါတယ်။ရေမိုးချုပ်ပြီးမုတ်စိတ်တဲ့စပင်းတွေကိုပါတစ်ခါတည်းတန့်ရှင်းလိုက်ပါတယ်။ကလမ်မတ်ရဲ့သတင်းကိုရတဲ့အခါမှာဘူကြီးကနှစ်ခါပြန်အောင်စဉ်းစားနေစရာမလိုပဲသူ့ကိုဖမ်းဖို့စီစဉ်ပါတော့တယ်။အီဂေါ်အိမ်မှာရန်နေငယ်ကြပြီးတဲ့နောက်သူ့အိမ်ပြန်ဖို့ passport လိုလိုက်မယ်လို့တွေးမိပြီးတော့စီစဉ်ပေးပါတယ်။ဒါပေမဲ့သူ့အိမ်ပြန်ရောက်တော့သူ့ရဲ့ဧည့်သည်ကမရှိတော့ပါဘူး။ဒါနဲ့ပဲအီဂေါ်လည်းသူ့ကိုတွေ့ခဲ့တဲ့ဖះเจ้าမှာသွားပြီးတော့အပြေးလွှားသွားရှာပါတော့တယ်။သူထင်တဲ့အတိုင်းပဲဖះเจ้าမှာကလမ်မတ်ရှိနေပါတယ်။အီဂေါ်ကကလမ်မတ်အကြောက်ပြီးထွက်ပြေးသွားပြီးထင်နေတာလို့ပြောပါတယ်။ကလမ်မတ်ကအီဂေါ်ကသူ့ကိုတစ္ဆာဖောက်လိုက်မှာမဟုတ်ဘူးလို့ပြောပါတယ်။အီဂေါ်ကသူ့ကို passport တစ်ခုပေးပါတယ်။သူ့ရဲ့ဂျူးလူမျိုးမိတ်ဆွေကိုကျေးဇူးတင်ကြောင်းပြောပြီးကလမ်မတ်ဟာကုန်ကားနဲ့အတူထွက်သွားပါတော့တယ်။နောက်နေ့မနက်မှာတော့အီဂေါ်စီဧည့်သည်ရောက်လာပါတယ်။ဘိုးကြီးကကလမ်မတ်အကြောင်းကိုမင်းများစုံစမ်းနေတော့မှပဲအီဂေါ်ဟာနှလုံးရောဂါထပေါက်လာပါတယ်။သူအသက်မထွက်ခင်လေးမှာကလမ်မတ်ကိုသူကူညီခဲ့ကြောင်းကိုတော့ပြောပြသွားပါတယ်။ကလမ်မတ်ပါလာတဲ့ကုန်ကားဟာတနေရာရောက်မှအတားအဆီးခံလိုက်ရပါတယ်။မြေပြိုမှုတွေရှိနေလို့တခြားလမ်းကနေသွားဖို့အမိန့်ပေးခံရတာဖြစ်ပါတယ်။
ကလမ်မတ်ဟာကားပေါ်ကနေဆင်းပြီးခြေချင်းဆက်လျှောက်လိုက်ပါတယ်။အနေငယ်လမ်းလျှောက်ပြီးတဲ့နောက်စစ်ဆေးရေးစကန်တစ်ခုမှာ passport အစစ်ဆေးခံရပါတယ်။ကလမ်မတ်ရဲ့ passport ကလွန်ခဲ့တဲ့ရက်အနေငယ်ကပဲတက်တန်းကုန်နေတာလို့တာဝန်ရှိတဲ့သူကပြောပါတယ်။ကလမ်မတ်ကိုစိတ်သက်သာရသွားစေခဲ့ပါတယ်။ဒီလိုမှမဟုတ်ရင်သူကအီရန်ကိုအချိန်မီဖြတ်နိုင်တော့မှာမဟုတ်ပါဘူး။တရားရဲ့တပတ်ချောင်းရောက်တဲ့အခါမှာတော့ကလမ်မတ်ဟာသူ့ရဲ့အကြီးမားဆုံးရန်သူနဲ့ထိတ်တိုက်တွေ့လိုက်ရပါတော့တယ်။သူထောင်ချောက်မိသွားတယ်ဆိုတာသဘောပေါက်သွားပါပြီ။ဒါပေမဲ့ဗိုလ်ကြီးကသူ့ကိုဖမ်းရမယ့်အစားလမ်းဖယ်ပေးပါတယ်။ကလမ်မတ်ဟာဆိုဗီယက်ပြည်ထောင်စုပိုင်တဲ့မြေမှာအကြာကြီးနေလို့မရတော့ပါဘူး။သူ့ကိုစစ်ထောင်သားအဖြစ်လဲထပ်ခေါ်သွားလို့မရတော့ပါဘူး။ဒါကြောင့်သူ့ကိုလွှတ်ပေးလိုက်တာဖြစ်ပါတယ်။1952ခုနှစ်ဒီဇင်ဘာမှာကလမ်မတ်ဟာရုရှားတချို့လို့အထင်ခံရလို့ Trump Federal ထောင်မှာအဖမ်းခံရပါတယ်။စစ်စင်းနေစဉ်မှာသူကအသေးချရှင်းပြပါတယ်။ဆိုက်ဘေးရီးယားအရှေ့ဘက်ကမ်းယူတန်းကနေလာတာဖြစ်ကြောင်းအီရန်ကိုရောက်ဖို့3နှစ်တောင်ကြာကြောင်းပြောပါတယ်။ဒါပေမဲ့သူ့ရဲ့ passport ကြောင့်အတည်ပြုဖို့ခက်ရနေပါတယ်။ဒါကြောင့်ဝိုင်းဆုံးဖြတ်ပေးဖို့ Mr. Bo Dressel ဆိုတဲ့သူကိုခေါ်လိုက်ပါတယ်။အဲ့ဒီသူကတော့ကလမ်မတ်ရဲ့ဦးလေးဖြစ်ပါတယ်။15နှစ်ကြာပြီးမှပြန်တွေ့ရတော့ Bo Dressel ဟာကလမ်မတ်ကိုချက်ချင်းမမှတ်မိနိုင်မှုဖြစ်နေပါတယ်။ကလမ်မတ်ကိုဓာတ်ပုံလေးပြပါတယ်။ကလမ်မတ်ဟာမကြာမီနှစ်များကပျောက်ဆုံးသွားတဲ့မှတ်ဉာဏ်တွေပြန်ပေါ်လာပါတယ်။အဲ့ဒီမှာသူကမိုးနေလက်ဆောင်အဖြစ်သူ့အမေကိုပေးခဲ့ပူးတဲ့ဓာတ်ပုံကိုလက်ညှိုးထိုးပြီးတော့ပြလိုက်ပါတယ်။ဓာတ်ပုံရဲ့နောက်မှာကလမ်မတ်ရေးထားတဲ့စာကရှိနေပါတယ်။အဲ့ဒီလိုနဲ့ဘိုးဒရက်ဆယ်လည်းသူ့တူမှန်းတေချာသိသွားပါတော့တယ်။အဲ့ဒီကြမှာကလမ်မတ်နဲ့ဖတ်ပြီးအလွမ်းတယ်လိုက်ကြပြီးကလမ်မတ်ကိုသူ့မိသားစုနဲ့ဆုံဖို့အိမ်ပြန်ခေါ်လာပါတော့တယ်။ကလမ်မတ်ဟာအိမ်ကိုမဝင်သေးပဲပြတင်းပေါက်ကနေချောင်းကြည့်နေပါတယ်။လီဆာရဲ့အနောက်မှာသူ့ရဲ့ဇနီးကိုတွေ့လိုက်ပါတယ်။သူ့သမီးလေးတောင်တော်တော်လေးကြီးပြင်းနေပြီမို့လို့သူဒီအံ့ဩနေပါတယ်။ကစားနေတဲ့ကလေးလေးကတော့သူ့သားလေးဖြစ်မယ်လို့သူတွေးနေပါတယ်။သူ့မိမနဲ့ကလေးတွေဖျားချောင်းသွားတာကိုအဝေးကပဲချောင်းကြည့်နေပါတယ်။သူ့ကိုပထမဆုံးသတိပြုမိသွားတာကတော့လီဆာဖြစ်ပါတယ်။သူ့အဖေစီပြေးလာဖတ်ပါတော့တယ်။အဲဒီနောက်မှာတော့သူဇနီးကသူ့ကိုတွေ့သွားခဲ့ပြီးသူမယောက်ျားပြန်လာတဲ့ဆိုတာယုံကြည်ဖို့တောင်ခဲရင်းနေပါတယ်။မိမကသူ့စီလျှောက်လာပြီးဖတ်ငိုပါတယ်။လွန်ခဲ့တဲ့နှစ်တွေကသူ့ရဲ့စူးစမ်းမှုတွေအတွက်ဖခင်သခင်ကသူ့ကိုဆုချီးမြှင့်လိုက်ပြီဆိုတာကလမ်မတ်သိလိုက်ပါပြီ။